ဒါလေးတရုတ်တစ်တောင်းနဲ့ရလာနော်တရုတ်တစ်တောင်းနဲ့ရလာနော်တရုတ်တစ်တောင်းနဲ့ရလာတာနော်လုံးဝတရုတ်တစ်တောင်းနော်ဒါလေးကိုကျွန်တော်တရုတ်တစ်တောင်းကိုတစ်တောင်းနဲ့ရလာကိုကျွန်တော်နော်ဒီကောင်ဆိုရင်ကျွန်တော်9000ခွဲနဲ့ကျွန်တော်ရောင်းမယ်ဗျာနော်ဒီကောင်လေးကျွန်တော်9000ခွဲနဲ့ရောင်းမယ်ကြိုက်ဝယ်မကြိုက်မဝယ်နဲ့နော်ဒါအီချီဘန်နော်1000နဲ့ဝယ်ပြီးတော့ကျွန်တော်9000ခွဲနဲ့ရောင်းတယ်ဗျာဒါဆိုလဲနော်9000ခွဲနဲ့ကျွန်တော်ရောင်းမယ်เนาะ1000နဲ့ရလာတာ哦9000ခွဲနဲ့ရောင်းမယ်ဒီကောင်ဘူးပါတာလည်းရှိမယ်ဘူးပါတာ32500เนาะဒီမှာဒီဒီเนาะဒါလေးဆိုရင်1000နဲ့ပဲရလာတာเนาะ1000နဲ့ရတာတယ်ဒါပေမဲ့ကျွန်တော်ကွန်ကြနေရတာကွာ9000ခွဲနဲ့ရောင်းမယ်ကွာဟုတ်တယ်မလားကြိုက်ဝယ်မကြိုက်မဝယ်နဲ့เนาะအောင်လာမစားနဲ့เนาะဒါလေးဆိုရင်ကျွန်တော်1000နဲ့ပဲရ8500နဲ့မဟုတ်8000ခွဲနဲ့ရောင်းเนาะဒီပြီးရင်ဒီမှာ crocodile ဒါ FZ ကွာ FZU 1000နဲ့ရလိုက်တာเนาะဒီမှာသူ့ရဲ့အချွန်ဆိုဒီမှာအစိတ်အချွန်ပါမယ်လဲလို့ရမယ်ဒီမှာလဲလို့ရမယ်ခေါင်းအပူပါမယ်စိတ်လိမ့်မပါတဲ့စောက်ခွက်ပြောင်တဲ့ရုပ်လေးရဲ့ဒီမှာเนาะအချွန်မထုတ်တဲ့ဟာလေးပါမယ်ပြီးရင်ဒီမှာ ace เนาะဒါလည်း9000ခွဲပဲเนาะဒါလည်း9000ခွဲပဲเนาะဒါလည်း9000ခွဲပဲ1000နဲ့ရလာကွာ9000ခွဲနဲ့ရောင်းမှာကွာကြိုက်ဝင်မကြိုက်မဝင်နဲ့ဒါ2000နဲ့ရလာတယ်2000ခွဲနဲ့ရောင်းမှာเนาะဒါ2000နဲ့ရလာတယ်เนาะအကုန်လုံးအတုတွေเนาะအကုန်အတုတွေเนาะဒါ2800เนาะဒါ2000နဲ့ရလာ2000နဲ့ရောင်းတယ်ဒါက replace လုပ်ထားတယ်เนาะဟောဒါခေါင်းမပြုတ်အဲ့ဒီဒါလည်း2000နဲ့ရထားเนาะ2000နဲ့ရထားဒီကောင်ကို2800နဲ့ရောင်းမှာเนาะ2800နဲ့ရောင်းသူကဒီမှာနည်းနည်းလေးတော့ဟိုဖြစ်မယ်ဘာမှမဖြစ်ဘူးမကြိုးဘူးเนาะပြီးလို့ရှိရင်ဒီကောင်ဒါလေးဆိုကျွန်တော်3000နဲ့ရတယ်3000ရရင်ဒီကောင်ဘာအသီးလဲတော့မသိဘူး3000ခွဲနဲ့ရအောင်မနော်ဒါမီးလင်းတယ်နော်ပြီးရင်ဒီမှာဒါလေးလဲဘာအသီးလဲတော့မသိဒါ3000နဲ့ရမှာနော်ပြီးရင်ဒါဘာအသီးလဲတည်ရင်ကောင်ဖြေးခဲ့ကွာနော်ဒါ3000နေနဲ့ရလာတာဒါ3000နဲ့ရအောင်မနော်အတဲဒီကောင်ကအထဲနဲ့ဝင်ဒီကောင်1000နဲ့ရလာဒီကောင်2000ခွဲနဲ့ရအောင်ဒီမှာပင်ကအထဲနဲ့ဝင်အလှထားပါညာဆိုဒီကောင်ကပို့လှတယ်နော်2000ခွဲနဲ့ရမယ်ဒါလေးဆိုကျွန်တော်1000နဲ့ပဲရတယ်ဗျာစောင့်ရမိုက်เนาะဒီမှာကြည့်လိုက်ဒီเนาะ share ကြီးเนาะလုံးဝပြောစရာကိုမရှိတယ်เนาะဒီမှာเนาะဒါကို39500နဲ့ကျွန်တော်ရောင်းမယ်เนาะကြိုင်ဝယ်မကြိုင်မဝယ်နဲ့เนาะဒါလေးက3000ခွဲเนาะဒါလေးဆို9000နဲ့ရလာတယ်ဗျာเนาะဒါလေးဆိုရင်1000တော့မပြည့်ဘူးရတာเนาะဒီကောင်လေးဆိုကျွန်တော်9000ခွဲနဲ့ကျွန်တော်ရောင်းတယ်เนาะအရက်ပလင်လေးနဲ့စော်ပုံစံလေးเนาะပြီးလို့ရှိရင်ဒီမှာဒါဆို1000နဲ့ဆောက်ရန်တန်တာကောင်ပြအောင်1000နဲ့ဆောက်ရန်တန်ဒီမှာဒါလေးဆို1000နဲ့ရတာဆောက်ရန်တန်တယ်ဗျာဒါ boxless ကြီးเนาะဒီကောင်က34500နဲ့ကျွန်တော်ဆိုရင်တိတ်အတုတွေကွာဒါ2000နဲ့ရလာတဲ့အတုတွေဒါ2800နဲ့ကျွန်တော်ရောင်းမယ်เนาะ2800နဲ့ရောင်းမယ်ပြီးရင်ဒါဆိုရင်လည်းအတုပဲเนาะဒါဆိုရင်9000နဲ့ကျွန်တော်ရထားเนาะသူကဒီထိတ်နာလေးအဲ့ဒီကော်ရာလေးတော့နည်းပါမယ်เนาะဒါဆို6000ခွဲเนาะဒါအီချီဘန်လက်တစ်ဖက်လည်းမပါဘူးเนาะအတုဖြစ်တဲ့အပြင်လက်တစ်ဖက်ထပ်မပါလာသေးဘူးเนาะဒါလေးလည်းအတုပဲเนาะဒါလေးလည်းအတုပဲဒါလေးက3200နဲ့ရမှာเนาะကျွန်တော်ကဆိုင်မှာအတုတွေပဲရောင်းတာသိတယ်မလားအတုတွေပဲရောင်းတာဒီမှာဒါလေးလည်း3000မဟုတ်ပါဘူးเนาะ3000နဲ့ရတာ2000ခွဲနဲ့ရမှာเนาะဒါလေးလည်းပြီးရင်ဒါလေးဆိုရင်9000နဲ့ရတာ9000နဲ့ရထားတယ်ဒီတီဆောက်ရမိုက်ရကွာအတူပြီမဲ့ဒီတီဆောက်ရမိုက်ဒါ3200နဲ့ရအောင်နော်ဒီတီဆောက်ရကောင်းနော်ပြီးရင်ဒီကောင်လေးအကြီးဒီကောင်9000ခွဲနော်ဒါလေးက9000ခွဲဒါဒီမှာဒါဆောက်ရုပ်ဆိုးနဲ့ဘူးလက်ကြီးပေါ့နော်ဒါလေးက9000ခွဲနော်ကဲကျေးဇူးအများကြီးတင်ပါတယ်ကြည့်ပြီးတော့နော်ဒီမှာအတုတွေကြီးပဲဒီမှာအတုတွေကြီးပဲနော်အတုတွေရောင်းတာနော်အတုတွေဒီမှာအတုတွေနော်အတုတွေပဲရောင်း